ဆရာမလေးတို့တစ်ဖက်သက်ကြိုက်နေတဲ့ထွန်းထွန်းကနေတိုးဆွဲလာရန်လာလို့ထိုးမယ်ကြိတ်မယ်ပေါ့ထွန်းထွန်းကနေတိုးကြည့်လို့မရပါဘူးလုံးဝကြည့်လို့မရပါဘူးအယောမဝင်နဲ့နေတိုးကသူ့ရုပ်ကူမှသူ့အားမနာဒါမဲ့နောက်ကျသွားပါပြီထွန်းထွန်းအရန်ကိုနောက်ကျသွားပါပြီဒီပန်တောင်းမယ်ပတ်စံနေနဲ့ရွာထိတ်ကစပင်းညဆိုင်မှာနောက်ဆုံးတော့ဘူကီညှက်နိုင်ခဲ့ပြီလေဆရာမလေးကစိတ်ဝင်စားရုံပဲစိတ်ဝင်စားနောက်ကဘေးကကြွေပါဆင်းသွားတာဘူကီညှက်ပြီးတဲ့နောက်ပိုင်းမှာနေတိုးက officially ဆရာမလေးရဲ့အိတ်ဆွဲတော်ဖြစ်သွားတာပေါ့နော်အဲ့ဒီချိန်မှာဆရာမလေးကမတော်တဆတမင်တသက်နေတိုးရင်ဝင်တဲ့ကိုပြစ်လဲပေးလိုက်တယ်။အော်အားနေလား။အမဆရာမလေးကရှက်သွေးဖြာပြီးနေတိုးနောက်ကိုလိုက်သွားတာ။ဆရာမလေးကနေတိုးရဲ့အတိတ်အကြောင်းကိုမေးတာပေါ့နော်။အဲ့လိုမျိုးပြန်မြင်တာပြန်ကြားတာမျိုးရောမရှိဘူးလား။ဟုတ်လေ။တခါလေကြာအဲ့လိုပုံရိပ်တွေအဲ့ဒါမျိုးတော့ခဏခဏမြင်တယ်။ဆရာမလေးနဲ့ယဉ်နေပြီးတော့တောင်ပေါ်ကသူ့တောင်မမီတဲ့အပင်ပင်ကိုခေါ်သွားပါတယ်။ဘာလို့ခေါ်သွားလဲဆိုတော့အကြံစီရှိလို့ပါ။အကွက်တွေလေလာပြီလေဆရာမလေးကလည်းတိတ်မပျော်ရှားပါဘူးဖြီးနေတာပဲနေတော့ရွာရဲကလေးတွေကိုအရင်ချက်တတ်ပါတယ်သူအားတဲ့အချိန်ဆိုရင်နှလုံးဒီဘလို့ထိုးတာလို့ဘောလုံးပွဲဘလို့လောင်းတာလို့တင်ပေးတာပေါ့နော်အဲ့ဒါကိုဆရာမလေးကမြင်ပြီးတော့ပို့ပြီးတော့ကြွေတာပေါ့ဗျာတာယာလှပပြီးတော့ပွင့်လင်းတဲ့မနက်ခင်းတစ်ခုမှာချက်ချင်းမိုးချုပ်ပြီးတော့မှုန်တိုင်းနေစတိုက်အောင်အိုးတွေခွက်တွေပလုံးတွေကွဲအမနေတိုးရဲ့တပည့်လေးကတန်ဆူးပြီးတော့မေခိုင်မဝင်ပြီးခြေထောက်ဖြတ်ရအောင်ဒါမဲ့နေတိုးကကလေးလေးကိုဖေးမကူညီပြီးအားပေးတယ်တေးကြတယ်တေးမအဲ့မှာထွန်းထွန်းကဟာတယောက်လုံးဘယ်ရောက်နေရလဲတိတ်ဆိတ်နေပါလားဆိုပြီးတော့ဟုတ်ပါတယ်ဒီကိုရောက်နေရပါဒါကတော့အင်္ဂလိပ်လို့ဆိုရင်တော့ရွာကလပ်ပေါ့ဗျာတယောက်90အဝကဆိုတော့နေတိုးကလည်းတတ်နိုင်တယ်လေနေတိုးဝင်လာဆရာမလေးကရှက်တာပေါ့သူကနေတိုးနဲ့စပြီးစိတ်ဝင်စားနေပြီတော့နေတိုးကလည်းကတ်တဲ့တလူလုံးမကတ်တဲ့လူနဲ့စိုက်ကကောက်နှိုးပြကာရာတေကွက်တွေပါလာတယ်မှာအမတယောက်နဲ့တောင်းနဲ့စရှိုးတာပေါ့နေတိုးကဆရာမလေးကိုကြည်ပြီးတော့ဆရာမလေးကလည်းနေတိုးအထာတွေပြန်ပေးရောနေတိုးရအခြေအနေကောင်းပြီငါအကွက်ရွှေ့ရတော့မယ်အမအချက်လှမ်းပြလိုက်တယ်ဟေးတဲ့အိမ်ပြန်ပြီးတော့စိုက်ကသွားနှိုးကြမယ်လေတဲ့စိုက်ကဆက်သွားနှိုးမယ်ဆရာမလေးကလည်းဒိုးမယ်ဆိုပြီးလက်နဲ့အချက်ပြန်ပြတယ်နေတော့ကပ်ပြီးတော့ဘေးကအတော်ကြီးကြွားတာကျွန်တော်ကစိုက်ကသွားနှိုးတော့မှာလေတွေ့ဟိုမှာပါသွားပြီဒီကောင်ကချင်ဖန်းလို့ကောင်းတော့မြောက်ပွဲမမြင်ဘူးတဲ့ foreigner ကအထူးဆန်းလုပ်ပြီးဓာတ်ပုံရိုက်ပြီး Facebook တင်အလုပ်လုပ်ချင်အောင်ဟန်ဆောင်ပြီး Facebook ထိုင်ပွတ်နေတဲ့ဝန်ထမ်းသူ့တထေကိုပြတယ်မနေတိုးတဲ့သူ့မြပေါက်ပြီလေတကူတက Australia ကနေဝါခမောက်ကို3တန်းပြန်ဖြေဖို့ပို့ထားတာကိုဟိုမှာကဲနေတဲ့ကလပ်မှာသူ့မြနေတိုးနောက်လိုက်ပါပြီးဟိုမှာလေမြန်ကြီးကစပြန်လေမြန်ကသူ့ပြန်လာပါသူ့မြကနိုင်ငံခြားကနေလှည့်စည်းလာတာပါဝါခမောက်ရောက်တော့သူ့မြနေတိုးလှမ်းတွေ့လိုက်တယ်သူစော်လင်းနဲ့ရှောက်ပြီးဒိုးနေတာသူ့မြကမှလှမ်းခေါ်နေတိုးမလုံးဝ surprise မာတာကဖြစ်သွားပါတယ်ကျွန်တော်အမေလိုပါပဲလူရှိပါဆိုနားလေးနာကတ်တိုးရင်းနေအိမ်ရောက်အသေးပြီးတဲ့နေတိုးကနိုင်ငံခြားပြန်ရမယ်ဆိုတော့ဆရာမလေးကအသေးစာကွဲရပါတော့အဲ့ဒါထွန်းထွန်းကဘေးကနေနှစ်သိမ့်ပေးတာပေါ့နော်ရင်ကြီးပြောရင်တော့တငယ်ချင်းချစ်ပေါ့ဗျာမရင်မကြေးပြောရင်တော့နွားပေါ့ငါပခုံးကောင်းပါလေဟာငါကနွား